Okay အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်နောက်ထပ်ဆွဲပြခြင်းတဲ့ပုံလေးကဒီပုံလေးပေါ့နော်အဲ့တော့ဒီမှာလေးကတော့ view လေးကတော့ဒီကြည့်ရတာလေးတော့နည်းနည်းလေးတော့ဟို busy ရှုပ်သလိုနဲ့တကယ်တမ်းတော့ဟိုလွယ်တော့လွယ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒါ top view လေးပေါ့နော်ဒါလေးက top view ရဲ့ front view ရဲ့ side view ရဲ့နော် top front side ဒီကောင်တော့ဟိုသူ့ရဲ့ drawing format ရက first angle projection နဲ့ဆွဲထားတာဖြစ်တဲ့အတွက်ဒီတော့ရဲ့ front ရဲ့ side ကဒီလိုပုံစံနဲ့ဖြစ်နေတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဟာထည့်ကြည့်လိုက်ရအောင်အဲ့တော့ဒီဟာရသွားမှဆိုလို့ရှိရင်သွားမှဆိုလို့ရှိရင်ကျွန်တော်အရင်ဦးဆုံးဒီဘက်က front view ကမြင်ရတဲ့ဥစ္စာပေါ့နော်front view ကမြင်ရတဲ့ဥစ္စာကိုကျွန်တော်အရင်ဆွဲကြည့်ရအောင်နော်အဲ့တော့ဆွဲကြည့်ရအောင်ဆိုတော့ဒီမှာ84ရဲ့92ကဲဒါ28ကဲ32 15 32နော်အဲ့ဒါဆိုရင်အဲ့ဒါလေးချက်သွားကြည့်မယ်နော်ဒါတော့ဒီထိတ်ကနေပဲဒီ original point ကိုဒီမှာဒီလောက်မှပဲထားပြီးဆွဲလိုက်ပါနော်ဒါဆိုတော့ဒီမှာတခုထည့်လိုက်ပါဘောနော်စီတခုထည့်လိုက်မယ်အခုရှိမယ်နောက်ထပ်စီတခုထည့်လိုက်မယ်နော်အပြင်ဒီကောင်ကဒီဘက်လာမယ်အောက်ကိုဆင်းချလာမယ်ဒီမှာလည်းအစုတက်လာထပ်ထည့်ပေးမယ်နော်โอเคနော်အဲ့တော့ဒါလေးရသွားပြီဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒါလေး dimension လေးတိုင်းရမှာပေါ့နော်အဲ့တော့ဒီမှာက92က84ရနော်အဲ့ဒါလေးက92အဲ့လေးက92မင်းဒါလေးက84အဲ့ဒါလေးက84နော်84နော်အပြင်ဒါလေးကဒီကြောင်းလေးကဒါ30ရှိတယ်ပွား15ရှိတယ်နော် sorry အဲ့တော့ဒါလေးက30ရှိတယ်30နော်ဒီပေါ်ရလေးက15ဒါလေးက15ရှိတယ်ဒါလေးက15ရှိတယ်နော်ပြီးရင်တော့ဒီဘက်မှာပြထားတာဒါလေးက32တဲ့32ကဒီ h ကနေဒီ center point က32နော်အဲ့ဒီ down လေးကရောဒီ point လေးရောအကုန်လုံး32ပဲနော်အဲ့ဒါကြောင့်မို့တဲ့ဒါလေးကိုတိုင်းပြလိုက်မယ်32ဆိုယူလိုက်မယ်နော်32ဆိုမှယူလိုက်မယ်ယူလိုက်ပြီးလို့ရှိရင်တို့ကဘာလို့ဖို့လုပ်မလဲဆိုချင်းဒီနှစ်ခုခွက်ကအဲ့လိုလေးရှင်းနေသွားမှာပေါ့နော်ဒီ point လေးရဲ့ဒီ point လေးနှစ်ခုက horizontal ဖြစ်ရโอเคရသွားပြီအဲ့ရှင်ဒါလေးပဲကျန်တော့ပါပေါ့နော်အဲ့ဒါလေးရဲ့အထက်ကောင်လေးအဲ့တော့ block ဆိုဒါလေးက28ရှိတယ်ဒါ radius 12ရှိတယ်နော်အဲ့တော့ဒါလေးက28အန်လီယာ28ဒါလေးကဒီနှစ်ဒါလေးက12ရှိမှာပေါ့နော်ဒါလေးက12ရှိပါမယ်ဒါဆိုရင်ဒါဒီတချမ်းစာပြီးသွားပြီပေါ့နော်အဲ့တော့သူ့ issue block ပြရမယ်ကြည့်အောင်အဲ့တော့ဒီဥစ္စာမှာဒါတို့ပြီးခဲ့တာက92 84ဆိုတော့80ပေါ့အဲ့ဒါ center line တွေပါပြလိုက်မယ် center line ဆိုတော့mid point ကနေပေါ့နော် mid plane ကနေဖြစ်ပြရမှာပေါ့ဘယ်လိုပြမလဲသူက80ဖြစ်ပြရမှာโอเคရပါတယ်ဒီခုရပါတယ်နော်အဲ့ဒါပြီးလို့ရှိရင်နောက်တစ်ခုကြည့်အောင်ဆိုလို့ရှိရင်ဒီကနေဆိုရှင် top ပြောနေကြည့်အောင်top ပြောနေကြည့်တဲ့ချိန်မှာဆိုလို့ရှိရင်ဒီမှာဒီလိုတစ်ချမ်းစာလေးဖယ်ထားတယ်ဒီလိုလေးဖယ်ထားရနော်
ဒီလိုဖိတ်ထားတော့ဖိတ်ထားတဲ့ distance ဘယ်လောက်ရှိမှလဲဒီလိုတော့50နှစ်ရှိတယ်တဲ့50နှစ်ဆိုတော့စဉ်းစားကြည့်အောင်ဒီမှာက28ဒီမှာက12 radius က12ဆို diameter က24အဲ့တော့24ရဲ့28ရဲ့ဆိုရှင်ဒီဥစ္စာက52အဲ့ဆိုရှင်ဒီအညီထိရောက်သွားပြီမိဒီကောင်ဒီဘက်လာတဲ့ဟာလေးကဘယ်လိုလာမလဲဒီမှာဒီကောင်ကိုစိုက်ပြောကြည့်တော့ဒီ line လေးဖြစ်တာအဲ line လေးဖြစ်တာဒီကောင်ကဘယ်လောက်ဆိုရှင်ပြောမယ်ဆိုရှင်ဒီမှာဒီဘက်ကအကြံ40ပေါ့ကွာအဲ့ဒီဘက်ကအချောဒီတိုင်းပဲသွားတာပဲဒီကောင်နဲ့ဟိုပါပဲလာတာဖြစ်တဲ့အတွက်သူကဒီဘက် side မှာဒီဘက်ကဒါတော့ဟိုဘက်ကတို့ချိုးထားတာဆိုတော့သူက top ကနေကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်သူတို့အညီပဲတောင်းတို့ဒီဘက်ကတောင်းကနေဟိုဘက်ကိုဆွဲချလာလို့ရှိရပါပြီနော်အဲ့တော့ဘယ်ကောင်နဲ့အညီလာမလဲဆိုချင်ဒီဘက်ထိတ်တောင်းကနေဘက်ကအညီတန်လာပြရမှာပေါ့နော်အဲ့လိုလာဆွဲပြတာဆိုတော့မှတ်ကြည့်မယ် top က50ဆိုလို့ရှိရင်သူကအဲ့တော့လောလောဆယ်ဒီမှာဒီပုံရဆိုတော့ဟိုဟာတော့ပြန်တွက်ပေးရမှာနော်ပြန်တွက်ပေးရမှာဆိုတော့ဒီမှာဒါလေးကပြန်တွက်ပေးဒီ s လာတွက်ပေးမှာပေါ့နော်အဲ့ဒါဆိုဘယ်လိုရှိမလဲဆိုလို့ရှိရင်သူကဒီအဆောင်လေးနဲ့ဟိုဟာပဲဖြစ်ထားတာဖြစ်တဲ့အတွက်သူကဘယ်လိုရှိရင်40ဖြစ်သွားမှာပေါ့နော်အဲ့ဒါလေးက40ဖြစ်သွားမယ်ဒီအဆောင်ကနေတောက်လျှောက်ယူထားတာဆိုလို့ရှိရင်သူကအဲ့လို40ဖြစ်သွားမယ်အဲ့တော့ extrude cut နဲ့ပဲနော်ဒီ top ကနေပဲကန်လိုက်မယ်ကန်လိုက်ပြီးလို့ရှိရင်ဟိုလာမှာလဲဒီ down ကနေကန်ဆယ်ပေးမယ်နော်အဲ့ဒါရှိဒီမှာတော့ဒီ original point နဲ့ဆွဲလိုက်တော့ဆိုတော့ dimension အောင်တိုင်းကြမလို့တော့နော်ဒီရောင်းကနေကန်မှဒီဘက်တောင်းကိုဆွဲချတာသူကဒီထိတောင်ဆွဲပေးရမှာဟုတ်နော်ဒီဟိုဟာအထိသူကအဲ့ဒီလာထားတာဆိုတော့ဒီထိတော့ဆွဲပေးရမှာဟုတ်တယ်နော်ဒီထိတော့ဆွဲပေးရမှာနော်အဲ့တော့ကျွန်တော်တို့ home mode ဆိုလို့ရှိရင်ဒီမှာလေဒီမှာကျွန်တော်တို့ white ထားတဲ့ white လေးရှိရလေဒီ white လေးဒီကောင်လေးတညီတဲ့ဖြစ်တဲ့အတွက်အဲ့လိုလေးလာပြီးမှကြီးဆွဲချလိုက်မယ်ဆွဲချလိုက်တဲ့ဆိုချင်းတခုရသွားမှာပေါ့နော်92အဲ့ဒါချင်းဒါတခုကဖက်ချလိုက်လို့ရသွားပြီနော်ဒါတခုဖက်ချလိုက်လို့ရသွားပြီ okay အဲ့တော့သူကဘယ်ထိလာပြီးတော့ရှင်ဒီမှာup to next ပဲသွားလိုက်ပါ up to next သွားတာကလွယ်ပါတယ်နော်အဲ့မှာသွားချလိုက်ပြီဆိုလို့ရှိရင် okay နော်ဒါလေးရပါမယ်နောက်သူတို့တစ်ချမ်းပဲ့သွားမယ်ပဲ့သွားရင်မှဒီဘက်ကျချမ်းကအဆောင်ဒီအဆောင်ကဒီမှာလေးသူကဒီ40သူလာထား40ဒီဘက်အဆောင်ရဲ့ဒီမှာ28အဲ့ဘက်တစ်ချမ်းအကုန်အပဲ့ပြတ်နော်ဒီဘက်ကဒီတစ်ချမ်းဆောင်သူတွက်ချပါမှာဒီမှာသူမြင်ရတဲ့ shape ပြီးရှိရလေအဲ့တော့ဟိုနှစ်ခုကြည့်လိုက်ပေါ့ကွာနှစ်ခုကြည့်လိုက်ဆိုတာဘာလို့ဒီရှိတစ်ချမ်းသူကပုံမာရဆိုလို့ရှိတော့ဒီတစ်ချမ်းရှိဒီတစ်ချမ်းရှိဒီတစ်ချမ်းနဲ့သူဖြတ်ထားတယ်ဖြတ်တဲ့ဟာဒီပုံမာလာပြပေးတယ်ဒီမှာ visible line နဲ့ပြလာပြီဒီအချိုးလေးနော်ဒီချိုးလေးပြတ်သွားပေးတာအဲ့တော့ဒီကောင်လေးကဘယ်လောက်ရှိမလဲဆိုလို့ရှိရင်ဒီချိုးလေးပြတ်သွားတဲ့ဥစ္စာကဒီမှာဒီထိတ်ကနေအောက်လာ32တဲ့နော်32ကဒီနည်းအဆုံးလေးရဲ့အဲ့တော့ဒီမှာရှိမှုဥစ္စာကဒါလေးကလည်း32ရှိတာနော်ဒီမှာဒီ radius က32ရှိရအဲ့ဆိုရှင်ဟို32သွားမှမလုပ်ပါနဲ့ဒီမှာ25ရဲ့သူ့ရဲ့တူလေးကမှရှိမှာ32ဆိုတော့25ရဲ့32ရဲ့အကျန်ဆွဲလိုက်ရှိရပါပြီနော်အဲ့တော့ကျွန်တော်အဲ့ဒါလေးဆွဲကြည့်အောင်ဟိုဆက်ဖြတ်မှာပေါ့နော်ဒါလေးဒီ page management နဲ့အဲ့တော့ extrude cut ပဲဒီ management နဲ့လာမယ်လာပြီးလို့ရှိရင်ကျွန်တော်က normal view နဲ့ပဲကြည့်မယ်ကြည့်ပြီးလို့ရှိရင် process သွားမှာလဲsketch မှာပဲ rectangle နဲ့ပဲဆွဲလိုက်ရပါတယ်နော်ဒီကနေတော့မှဒီထိအညီသွားမှာနော်ဘာကြောင့်လဲဘာလို့ဒီအောင်32လေ32လာထားတာ32ဒီပုံကနေရလဲ32ရှိထားပြီသားနော်ဒီမှာလေဒီအဝိုက်လေးကြည့်ဒါလေးကြည့်ဒါနဲ့ကိုယ်တညီတယ်ပဲနော်ဒီအဝိုက်လေးနဲ့ဒီမြင်းလေးရဲ့ဒီ
ဒီနည်းနဲ့အကုန်တညီသေးပဲဖြတ်တာဒီအဝိုင်းကြီးတွေဖြတ်သွားမှာနော်အဲ့ဒါကြောင့်မို့တွေဒီမှာကြံခင်းမဲ့ဥစ္စာဒီဥစ္စာကဒါကတော့25 dimension တိုင်းပေးရမယ်နော်ဒီမှာအကျယ်ကဒီမှာ25ကျက်နေတာဟုတ်အဲ့ဒါကြောင့်မို့လဲကျွန်တော်တို့ကညဝင်နဲ့ပြည့်ချက်ပြန်ကြည့်လိုက်အောင်အဲ့ပြီးတော့မှဒီဥစ္စာကဒီကနေဒီမှာကရှိတာကဒါလေးက25အဲ့က25ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ဒီဘက်မှာရှာခဲ့လို့ဆိုတော့ okay ဒါလည်းဘယ်လိုဆက်သွားမှာလဲ up to next ကိုဆက်သွားမယ်နော် up to next ကိုဆက်သွားမယ် okay နော်အဲ့ဒါပြီးတော့ဒီဥစ္စာဘယ်လိုဆက်သွားမှာလဲ40 28နော်28ဒီချမ်းနောက်မှာနောက်ကောင်ဒီချမ်းဆောင်လေးဒီချမ်းဆောင်လေးဖဲ့ပေးတာပေါ့နော်အဲ့တော့ဒီမှာပဲဖဲ့ပေးမှာအဲ့တော့ကျန်တာဆိုတော့ဟိုဘက်ချမ်းစာကဒီဘက်ချမ်းစာဖဲ့ထားပြီးသား40ကျဖဲ့ထားပြီးတော့ဘာလို့ဒီအဆောင်လေးဆိုဒီနားကအဆောင်လေးပဲဆက်ပြီးမှဖဲ့ပေးရုံပဲဟောဆိုတော့တကယ်လို့သာဒီ top unit တာမဖြတ်ခဲ့သေးမဖြတ်ရသေးဘူးဆိုတော့ shape လေးကဒီဘက်ကိုဆက်ဆွဲရမှာပေါ့ဟိုဒါလေးကဒီတချမ်းဆောင်လေးပဲပြန်ဖဲ့ပေးမယ်နော်အဲ့ဒါကြောင့်မို့တွေ့ဒီနေရာမှာ chamfer နဲ့တွားရင်လည်းမရတော့ဘူးရတယ်နော်ဒါပေမဲ့ chamfer တက်တော့မျိုးမျက်စိရှုပ်မှာဆိုတဲ့အတွက် chamfer နဲ့မပြပေးသေးဘူးဒီလိုလေးပဲပြပြပေးမယ်အဲ့တော့ဒီမှာ extrude card နဲ့ပါတယ်ဒီဥစ္စာကဟိုလာမှာလေဒီဘက်မှာကြီးမှာတချမ်းဆောင်လေးဒါပြီနော်အဲ့ဒါမှဘယ်လိုရှိမှာလဲဒါလေးပဲ28ခွာအောင်ဒါလေးက28ခွာပါမယ်အဲ့က28ခွာနော်ဒီအနည်းနဲ့ချက်ကြည့်အောင်28ကဒီကနေမို့ဒီဘက်ပြီးဟိုပါနော်28က sorry 28ကဆိုဒီဘက်ကနေဘယ်လိုဆောင်ပေးမှာနော်ဒီပေါ်ကနေ25အဲ့တော့တိုင်းမှာကဒီဘက် point ကနေဒီဘက် point ကဒါ28အဲ့ဒါလေးကရှိမှာက28ရှိမယ်နော်28ရှိမယ်ပြီးတော့ဒီနားလေးပေါ့ဒီဟာလေးပေါ့ဒါလေးပေါ့နော်အဲ့ဒါလေးက25ရှိတယ်အဲ့ဒါလေးက25ရှိတယ်နော်အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်ဘယ်လိုဆက်သွားမလဲဒါရသွားပြီဆိုလို့ရှိရင်ဒါဟိုဟာဖြစ်သွားပြီပေါ့နော်အဲ့တော့ဘယ်လိုဆက်သွားမလဲโอเคဒါဆိုဒါတချမ်းပြီးသွားပြီနော်အဲ့ဒီမှာတစ်ခုကြံသေးတယ်ဒီတောင်းဒီမှာဒီဟိုဟာအရှိုက်လေးကြံနေတယ်အဲ့ဒါကအပေါ်ကနေရှစ်ခွာတယ်16ရယ်8ရယ်နော်အဲ့ချင်း16 8 rectangle corner rectangle မှာဒါလေးက16 8ပေါ့နော်ဒါလေးကရှိတာက16ရှိတယ်အဲ့ဒါလေးက16ရှိတယ်တဲ့နော်ပြီးတော့မှဒါလေးကတော့16ရှိတယ်ပြီးရင်ဒီလေးနဲ့အခွာလေးပေါ့နော်ဒီမြင်းရဲ့အခွာလေးကလည်း16ရှိတယ်ဒါလေးက16ရှိတယ်ပြီးလို့ရှိရင် sorry အဲ့ဒါလည်း8ရှိတယ်နော်အဲ့လေးက8ရှိတယ်ဒါပါပြီနော် okay ပြီးလို့ရသွားပြီအဲ့ဒီမှာဒါလေးကလည်း up to next ဆက်ပါမယ်နော်အဲ့တော့ဒီလိုလေးရသွားပြီအဲ့ဒါချင်းကျွန်တော်ကမှဒါလေးကဘာရှင်တော့ပေါ် top ကနေကြည့်တဲ့ဥစ္စာကိုဒီဘက်ချမ်းပေါ့နော်ဒါစီ top ကနေဒါလေးကိုကျွန်တော်ကဘယ်လိုစစ်မလဲချင်းမှာ heading line နဲ့ပဲ top ကနေစစ်ကြည့်မယ်ဟောဒီလိုဖယ်လေးရဲ့မှာဒါစီလိုဖယ်မှာနော်ဒီမှာဒါတော့ heading line နဲ့ဆိုတော့ heading line နဲ့ center line ကတော့သူကဆွဲပြထားတာဖြစ်တဲ့ center
cycle ဖြစ်တဲ့ဆိုတာကိုပြထားတာပေါ့နော်အဲဒါဆို center line လေးပြထားတာဒီမှာကတော့သူကတော့မပြနိုင်ဘူးပေါ့ကိုယ့်ကို hand drawing ဒါမှတဲ့working drawing ဒါမှမဟုတ်ကြပေးရမယ်ပြီးဒီမှာဒီတစ်ချမ်းလေးဒီကောင်ကဘာလဲဆိုလို့ရှိရင်သူကဒီ line လေးကတော့တို့ဒီမှာက fillet လေးရှိတာဆိုတော့fillet လေးလာပြပေးတာပေါ့မဖော်ပြလဲရတယ်နော်fillet ဒီအ white လေးရှိတယ်ဆိုတာကို fillet ကိုမဖော်ပြလဲရတယ်နော်မဖော်ပြဘဲနဲ့ပြောလို့ရပါတယ်ဒါ top 1ရှိလို့စာနော်ဒီ top 1လာတာအဲ့ဒါဟုတ်ပြီနော် top 1ရသွားပြီဆိုကျွန်တော်တို့ front view တစ်ချက်ပြန်ကြည့်မယ်ဟောဒါဆိုလို့ရှိရင်ဒါလေးကကြည့်မှာကဒီ line လေးတစ်ထပ်ပေါ့နော်အဲ့ဒါလေးခုဒီဘက်ကအဆောင်ဆွဲလိုက်တဲ့ဟာရှိတယ်ဟိုပါပေါ့နော်ဟိုဟာဖြစ်တဲ့ဟာမှာဒီတစ်ခုရဲ့ဒီတစ်ခုရဲ့ပြီးလို့ရှိရင်ဒီဘက်မှာ radius တွဲနဲ့တစ်ဝိုက်ဒီဘက်တစ်ဝိုက်ပြီးချင်းဒါလေးရသွားပြီပြီးရင်ဆိုတော့ဟိုဘက်ချက်ပြန်ကြည့်အောင်ဒီဘက်မှာဒီ side view နဲ့ချက်ပြန်ကြည့်အောင်နော်အဲ့တော့ side view နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလည်းလို့ပဲဒီဘက်ဘေးတစ်ဆောင်ဖက်ထားတာရှိတယ်ပြီးရင်ဒီအဝိုက်လေးဒီ hidden line လေးအဲ့ဒီ hidden line ဒီမှာတစ်ခု hidden line တစ်ခုကနားလေးတော့ hidden line တစ်ခုချက်သွားတော့ continuous line လို့ဖြစ်နေတော့အကောင် hidden line ပါပဲနော် hidden line ပါပဲနော်အဲ့တော့ဒီဘက်မှာတစ်ခုကဝိုက်ထားရသွားပြီလာလို့ရှိရင် dimension ကုန်စုံမှာပြီပေါ့နော်ဒါတော့ဒီဘက်မှာကြည့်တော့front view ကနေပေါ့နော် front view ကနေကြည့်တော့ဒါ front view ကဒီမှာဒီ line လေးကဟိုဟာဖြစ်လို့ဖြစ်နေတာပေါ့နော်တကယ်တမ်းအဲ့ဒါကောင်က25နဲ့ကရှိခဲ့ပြီသား25ရှိခဲ့ပြီသား16ရေဒီမှာဒါလေးပဲကြည့်လိုက်လေကွာဒါလေးကရှိမှာကဒါက8ကဲ16ရယ်ဆိုလို့ရှိရင်24ဖြစ်နေပြီလीနော်ဒီမှာကြည့်လိုက်16 8ဆို24ဒါလေးက25ပဲရှိရလေဟုတ်တယ်မလား25ပဲရှိရဆိုရှင်အဲ့အဆောင်လေးပဲထည့်ပေးမှာနော်အဲ့တော့ front view တစ်စောင်းဖြတ်တဲ့ချိန်မှာဆိုလို့ရှိရင်သူကအဲ့လိုဒီပဲသွားပေးမယ်နော်အဲ့တော့ဒီလောက်ကြီးกว่าနော်အဲ့တော့ဘယ်လိုသွားမလို့ရှိဒီမှာဒီပုံလေးကတော်လို့ရှိနေပုံလေးရောက်သွားမှာပေါ့နော်အဲ့တော့ဒါဆိုရှင်တော့အားလုံးပြီးသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်